နောက်က fashion မိုင်းရကြတော့ तू ကတင်စားတာတွေလည်းပါတာနော် तू ပြောချင်တဲ့အကြောင်းအရာတစ်ခုကိုနော်ဟိုဘယ်လိုကောင်းလဲဖော်ကျူးရေးသားတဲ့အခါမှာဆိုရင်တင်စားတာလေးပါတယ်ကြောင့်မတို့တွေတဲ့non fiction information နဲ့ text ဒါမျိုးတွေတော့နည်းနည်းတော့ခက်တယ်ပေါ့လေနော်ပြီးရင်တော့တစ်ခါကျတော့လေ dialogue တွေကနေပြီးသူတို့ရဲ့အကြောင်းကိုမှန်ရတယ်ပေါ့လေမယ်အဲ့တော့အဲ့ဒီအရာမှာဖြည့်ဆို့ဖို့အတွက်နည်းလမ်းလေးတွေကိုလက်တွေ့လေးတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့မင်းတို့အတွက်ကိုအားသာချက်တစ်ခုကတော့ဘာလဲဆိုရင်ဖြည့်ဆို့နိုင်အောင်လို့မေးခွန်းလေးတွေပါတခါတည်းစီစဉ်ပေးထားတာပေါ့နော်ဆောင်းမွေးကြမေးခွန်းတွေးမှာနော်အဲ့တော့တို့ကတင်ယုံနဲ့နေမပြီးဘူးသူ့ရဲ့မေးခွန်းအသွားအလာတွေဒါမျိုးတွေကိုလည်းလေ့ကျင့်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဆက်ပြီးတော့လေ့လာကြရအောင်ဟုတ်ပြီစိတ်ကူးရင်ဝတ္ထုပေါ့လေဝတ္ထုဆိုတော့တို့ကကိုကလွယ်လွယ်ကူကူဝတ္ထုတို့လေးတစ်ပုဒ်စိတ်ထဲကိုရေးကြည့်နော်ရေးကြည့်မယ်ဆိုပထမအဆုံးပေါ့နော်တို့တွေဝတ္ထုရေးဖို့အတွက်ဆိုရင်ဘာလေးလို့လဲပထမဆုံး plots နော်ဇာတ်လမ်းဇာတ်ကွက်တွေ character ဆိုတဲ့ဇာတ်ကောင်တွေ theme ဆိုတဲ့နော်စာရေးသူကနေပြီးတော့စာဖတ်သူကိုသိစေခြင်းတဲ့အရာတွေ view point ဆိုတော့ point of view နဲ့အတူတူပဲနော်ရှုထောင့်ဘယ်လိုရှုထောင့်မျိုးကနေရေးမှလဲအဲ့တော့ဒီလိုမျိုးသင်နေဆိုတာကိုက reading တွေ writing တွေဖြေဖို့တယ်မဟုတ်ဘူးနော်ဘာလို့ပါသိစေကိုလက်တွေတောင်အသုံးချလို့ရတယ်နော်မင်းတို့ဥပမာဟိုစာရေးကြည့်ခြင်းနဲ့ပေါ့နော်စာရေးကြည့်ခြင်းနဲ့ကလောင်ဆန်းခြင်းနဲ့ဆိုရင်တော့မှပဲဒီလိုအချက်မျိုးတွေနဲ့ရေးလို့ရတယ်ဒါနောက်ပိုင်းမှာစာဖတ်များတယ်ရေးတာများတယ်ဆိုရင်တော့တဖြည်းဖြည်းတိုးတက်လာတာပဲလीနော်ရည်ရွယ်ချက်ရှိရဲဆိုမှဖြစ်တာပဲအဲ့တော့ဒီကနေပြီးတော့ဒီလိုနည်းလမ်းအနေနဲ့လည်းတို့တွေဟွာဖြစ်လို့ရပါတယ်နော်အဲ့ setting ကကြတော့အာဘာနဲ့ဘာကိုဖော်ပြတာလဲဟိုကနေရာနဲ့အချိန်ကိုမှချင်โอเคနေရာနဲ့အချိန်ကိုပါဟုတ်ပါတယ်